ဒီကမှာတော့ complex blocks တွေရဲ့အကြောင်းလေ့လာသွားမှာဖြစ်ပါတယ်complex blocks တွေဒီ live browser ထဲမှာရှိနေတဲ့ mass operation ထဲမှာရှိပါတယ်ဒီ block mass operation ထဲမှာရှိပါတယ်ဒီ block တွေဒီတို့ကpower electrical မှာဆိုလို့ရှိရင်အဓိကအားဖြင့်တော့ active power reactive power appearance power တို့ရဲ့ဆက်ဆက်ချက်တွေကို test လုပ်တဲ့အခါတွေမှာဆိုလို့ရှိရင်အဓိကသုံးပါတယ်ပြီးတော့ power factor ကိုရှာတဲ့အခါမျိုးတွေမှာသုံးပါတယ်ဒီမှာဆိုလို့ရှိရင်အပေါ်က blocks နှစ်ခုဆိုလို့ရှိရင် complex form ကိုထည့်လိုက်တယ်ဆိုလို့ရှိရင်real to real နဲ့ imaginary ကနေလည်း complex form ကိုပြောင်းပေးနိုင်တယ်အောက်က blocks နှစ်ခုကကြတော့ complex form ကနေပြီးတော့မှ magnitude to angle ကိုတက်ပြောင်းပေးနိုင်ပါတယ်အဲ့အတွက်ကြောင့်မလို့ဒါကို test လုပ်ဖို့အတွက်ဆိုလို့ရှိရင် complex constant block တစ်ခုကိုယူလိုက်မယ်ပြီးလို့ရှိရင် result တွေကြည့်ဖို့အတွက် display blocks ကိုတစ်ခုကိုယူလိုက်မယ်complex form တစ်ခုကိုထည့်ခြင်းနဲ့ဥပမာ complex form က3 plus ထားပါတော့ 3g 3 plus ထားကြတာထားလို့ရတယ်ပေါ့နော်3 plus 5g ကိုထားကြည့်လိုက်မယ် complex form တစ်ခုထားလိုက်မယ် complex to real imaginary blocks တွေကိုထည့်လိုက်မယ်ဆိုလို့ရှိရင် real တန်ဖိုးကတက် imaginary တန်ဖိုးကတက်ထွက်သွားမှာဖြစ်ပါတယ်နောက်ထပ် real imaginary to complex blocks တွေကိုကြတော့ input အနေနဲ့ real တန်ဖိုးတက်ထည့်မယ် imaginary တန်ဖိုးတက်ထည့်မယ်ဆိုလို့ရှိရင်လည်းပဲ complex form တစ်ခုပြန်ရမှာဖြစ်ပါတယ်အဲဒါလေးကိုလည်းပဲစမ်းသပ်ကြည့်ပါမယ်တော့ကြည့်လိုက်မယ်အဲဆို run ကြည့်လိုက်တဲ့အခါမှာသူ့ရဲ့ complex form 3 plus 5g ဆိုပြီးတော့မှပြန်ရတာဖြစ်ပါတယ်နောက်အောက်က blocks နှစ်ခုမှာဆိုလို့ရှိရင်3 plus 5g ဆိုပြီးတော့ complex form တစ်ခုကိုထည့်လိုက်မယ်ရလာမယ့် result ဒီmagnitude တန်ဖိုးတက် angle တန်ဖိုးတက်ထွက်လာမှာဖြစ်ပါတယ်အဲဆိုလို့ရှိရင် run ကြည့်လိုက်မယ်ထွက်လာတဲ့ magnitude တန်ဖိုးဒီ 5.831 ဖြစ်ပြီးတော့မှangle တန်ဖိုးဒီ 1.03 ဆိုပြီးထွက်လာမှာဖြစ်ပါတယ်ဒါပေမဲ့လို့ 1.03 ဒီသူ့ရဲ့ angle တန်ဖိုးမဟုတ်ပါဘူးမလက်ကသူက radian per second ကိုပဲတည်တာဖြစ်တယ် degree ကိုသူကမတည်ဘူးဒါကြောင့်မလို့တို့က degree တန်ဖိုးလိုချင်တယ်ဆိုလို့ရှိရင် radian per second ကို 1/d/π နဲ့မြှောက်ပေးရမှာဖြစ်ပါတယ်အဲ့အတွက်ကြောင့်မလို့ဒီနေရာမှာဆိုလို့ရှိရင် game blocks တစ်ခုကိုယူပြီးတော့မှ 1/d/π နဲ့မြောက်ပြီးမှဒါလည်းသူ့ရဲ့ degree အမှန်တန်ဖိုးကိုထွက်မှာဖြစ်ပါတယ်အဲဆို game blocks ကိုတစ်ချက်ယူလိုက်မယ် 1/d/πသူဒီ degree တန်ဖိုးကိုမသိရဖြစ်တဲ့အတွက်ကြောင့်မလို့တို့က radian per second နဲ့ပဲသူကပေးတဲ့အတွက်ကြောင့်မလို့တို့က degree တန်ဖိုးလို့ချင်း 1/d/π နဲ့မြောက်ပေးရပါတယ်အဲ့ဒီနေရာမှာဆိုဒါမှသာလည်း degree တန်ဖိုးအမှန်ဖြစ်လာဖြစ်ပါတယ် magnitude တန်ဖိုးက 5.831 ဖြစ်ပြီးတော့မှ degree တန်ဖိုးက 59.04 ဆိုပြီးထွက်လာဖြစ်ပါတယ်အဲ့နှစ်ခုကို input အနေနဲ့ပြန်သွင်းလိုက်မယ်ဆိုလို့ရှိရင်တော့သူ့ရဲ့ complex blocks ကိုပြန်ရမှာဖြစ်ပါတယ်ဒါပေမဲ့လို့ဒီနေရာမှာဆိုလို့ရှိရင်ခုနကရှေ့မှာချိန်လိုက်တဲ့ဟောစာဒီတို့က degree တန်ဖိုးကိုချိန်ခဲ့တာဖြစ်ပါတယ်အဲ့မှာ input ပေးတဲ့နေရာမှာလည်းပဲ radian တန်ဖိုးကိုပဲ blocks ထဲမှာဆိုလို့ရှိရင် input တန်ဖိုးနဲ့ပေးပြရမှာဖြစ်ပါတယ်ဘာလို့လဲဆိုလို့ရှိရင် map မှာရှိနေတဲ့ blocks တွေဒီသူက degree တန်ဖိုးကိုသူမသိပါဘူးသူသိတာဒီ radian per second ကိုပဲသိတာဖြစ်တဲ့အတွက်ကြောင့်မလို့ radian per second နဲ့သွားမှဒါလည်းသူ့ရဲ့အဖြေမှန်ထွက်မှာဖြစ်ပါတယ်
နောက်တစ်ချက်ကတို့ကဒီ trigo နဲ့ဆက်ပြီးတော့ဆိုလို့ရှိရင် sin 45 degree sin 50 degree ဒါမျိုး degree နဲ့ trigo တွေကိုလိုချင်တဲ့အခါမှာ trigo တန်ဖိုးတွေကိုနဲ့သုံးပြီးတော့မှဆက်ပြီးလိုချင်တဲ့အခါဥပမာဆိုလို့ရှိရင် electrical မှာဆိုလို့ရှိရင် power factor လိုမျိုးရှာရတယ်ဆိုလို့ရှိရင် cos theta cos phi လိုမျိုးရှာရတယ်ဒါဆိုလို့ရှိရင် trigonometric function တစ်ခုကိုယူလိုက်ပါမယ်အဲ့ကနေပြီးတော့မှဥပမာဒီမှာဆိုလို့ရှိရင် sin cos ပြောင်းချင်တာပြောင်းလို့ရပါတယ်ဒါဆို cos ကိုပြောင်းကြည့်လိုက်မယ်ဒါဆို cos 59.04 degree ဆိုလို့ရှိရင်ဘယ်လောက်ရမလဲပေါ့ဒီမှာဆိုလို့ရှိရင်ဒီ complex form တွေကနေထောင်းတန်ဖို့ဒီ 59.04 ရှာတယ် power factor တန်ဖိုးရှာခြင်းနဲ့ဆိုပါတော့ဒါဆိုလို့ရှိရင် cos 59.04 ဆိုလို့ရှိရင်လည်းပဲအဲ့ trigonometric function နဲ့မှာထည့်ပေးရမယ်တန်ဖိုးဒီလည်းပဲ 59.04 degree ကိုထားရိုက်ထည့်လို့မရပါဘူးအဲ့မှာလည်းပဲ radian per second တန်ဖိုးကိုပဲထည့်ပေးရမှာဖြစ်ပါတယ်အဲ့မှာဒါလည်းသူ့ရဲ့ဒီcos 59.04 ရဲ့အဖြေဒီ 0.5145 ဆိုတဲ့အဖြေကိုရလာမှာဖြစ်ပါတယ်ဒီကအဖြစ်တော့ electrical မှာဆိုလို့ရှိရင် S equal to P plus J လိုမျိုး power ရဲ့ဆက်ချက်ကို test လုပ်တဲ့အခါ power factor တန်ဖိုးတွေကိုအဖြေရှာတဲ့အခါတွေမှာဆိုလို့ရှိရင်အများသောအားဖြင့်အသုံးပြုတာတွေပဲဖြစ်ပါတယ်